မျိုးတွေအားလုံးမင်္ဂလာပါနော်လူဒီပရို channel ကနေရွေးထွေးပြုံကားစွာကြိုဆိုလိုက်ပါတယ်အဲဒီ20ရက်ကနေ24ရက်အတွင်းကြာကိုကြာရမယ်အထူးပရိတ်နဲ့ရွေးခွက်ကိုကျွန်တော်စိုက်ကလေးကိုပြပေးပါမယ်နော်အားလုံးလိုက်ကြည့်ကြပါကျွန်တော်တို့ပါဝါဟာတစ်ပတ်အတွင်းမှာပါဝါ3ချိန်ကြာတဲ့မူနဲ့ကျွန်တော်ချပေးပါမယ်ပထမအဆုံးဒီမှာစကြည့်ပါ95 283ဆိုပြီးတော့ပါဝါ3ချိန်ကြာပါတယ်နောက်တစ်ဆိုင်က9494ဆိုပြီးတော့ပါဝါ3ချိန်ကြာပါတယ်နောက်တစ်ဆိုင်က50ဆိုပြီးတော့ပါဝါ3ချိန်ကြာပါတယ်နောက်တစ်ဆိုင်က9 3 5 9ဆိုပြီးတော့ပါဝါ3ချိန်ကြာပါတယ်အခုပြီးခဲ့တဲ့ဘက်က8394ဆိုပြီးတော့ပါဝါ3ချိန်ကြာခဲ့ပါတယ်ကျွန်တော်အဲ့မူလေးနဲ့ရွေးကွက်ပေါက်ကွက်ထုတ်ပေးပါမယ်ကျွန်တော်တို့ပထမကတ်အနေနဲ့ပထမကတ်မှာကျွန်တော်တို့ပါဝါ3ချိန်ကိုကြည့်လိုက်ပါကြည့်လိုက်တဲ့ချိန်မှာနောက်ဆုံးပါဝါရဲ့နောက်ဆုံးကဏ္ဍဟာလုံးမို့လို့အဲ့ဒီ3ပရိဟာနော်နောက်တစ်ခါမှာ special ဆင်းပါတယ်နော်နောက်တစ်ခါ94ဆိုနောက်ဆုံးပါဝါရဲ့အပိတ်ဟာ9မို့လို့9ပရိဟာနောက်ဘက်မှာ special ဆင်းပါတယ်နော်နောက်တစ်ခါ50ဆိုတဲ့နောက်ဆုံးပါဝါရဲ့အပိတ်က3ညမို့လို့3ညပရိဆင်းခဲ့ပါတယ်ဖောင်းရရှိရအောင်ဆင်းခဲ့တယ်နော်နောက်တစ်ခါ959ဆိုတဲ့ပရိ3ခုအမှနောက်ဆုံးပါဝါရဲ့နောက်ဆုံးပိတ်ကဏ္ဍ2မို့လို့2ပရိဆင်းခဲ့ပါတယ်ဖောင်းရ2ရရှိတာတော့မှ2ပရိဟာ2ချိန်ဆင်းခဲ့ပါတယ်နော်အခုကျွန်တော်တို့8394ဆိုပြီးတော့ပါဝါ3ကြီးရိုက်တဲ့အခါမှာနောက်ဆုံးပါဝါရဲ့နောက်ဆုံးပိတ်အပိတ်က4မို့လို့4ပရိယာဒီဘက်ဆင်းကိုဆင်းရမှာပါနော်ဖောင်းရက်ကဂျာတာပရိဖောင်းရက်ရှိပါတယ်ဂျာတာပရိဖောင်းရက်ရှိရရှေ့မှာဖောင်းရက်ရှိရတော့မှဒီပရိဟာကြာကိုကြာခဲ့ပါတယ်နော်အဲဒီတော့ကျွန်တော်တို့ဒီ4ပရိကိုဘယ်ကဏ္ဍနဲ့ကတ်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးရွေးရအောင်အဲဒီမှာပထမကတ်မှာတကွက်ထဲဖြစ်နေတဲ့ပါဝါရဲ့ဘေးမှာရှိတဲ့3ကိုဆိုတဲ့ကဏ္ဍကသူ့ရဲ့ပရိတ်နှစ်ဟာ204ဆိုတဲ့ကဏ္ဍ3လုံးနဲ့ဟောဒီ3ပရိတ်ကိုရိုက်ပါမယ်204ပါတော့3ပရိတ်အဲ့ဒီမှာ6ခွန်ပါတယ်နော်2ပါတယ်3ပရိတ်ဖြစ်ပါတယ်နော်နောက်တစ်ခါတကွက်ထဲဖြစ်နေတဲ့ပါဝါရဲ့ဘေးမှာရှိတဲ့ခွန်လေးဆိုတဲ့1ပရိတ်168ပါတော့9ပရိတ်168ပါတော့9ပရိတ်ဆို63 63ဆိုပြီးတော့3ခွက်စလုံးဟာ168ပါတဲ့9ပရိတ်ပဲဖြစ်ပါတယ်နောက်တစ်ခါပထမဦးဆုံးပါဝါရဲ့ဘေးမှာရှိတဲ့9ခွန်ဆိုတဲ့619ဆိုတဲ့ကဏ္ဍ3လုံးဟာ3ညပရိတ်အဖြစ်ရိုက်တဲ့အခါမှာ64ဆိုပြီးတော့လာကြပါတယ်နော်နောက်တစ်ခါကျွန်တော်တို့ပထမဦးဆုံးပါဝါရဲ့ဘေးမှာ86ဆိုတဲ့ကဏ္ဍရဲ့4ပရိတ်ဟာ492ဆိုတဲ့ကဏ္ဍ3လုံးဟာ2ပရိတ်အဖြစ်ကြပေးပါမယ်အဲ့ဒီမှာကျွန်တော်တို့84ဆိုပြီးတော့ကြားခဲ့ပါတယ်နော်84ဆိုပြီးကြားခဲ့တယ်အခုကျွန်တော်တို့83ပထမဦးဆုံးပါဝါရဲ့ဘေးက83ရဲ့ဘေးက23ဆိုတဲ့533ပါတော့4ပရိတ်ပါတဲ့နော်အဲ့တော့ကျွန်တော်တို့533ပါတဲ့4ပရိတ်3ခွက်ကိုအမျိုးတို့မိန်းထားပြီးတော့593431ဆိုတဲ့ခဏ3ခွက်ကိုမိန်းထားပြီးတော့ကျန်တဲ့2ဘူးခွန်ဘူးနဲ့68ကိုရံပေးပါအလုံးကံကောင်းကြပါစေခင်ဗျာ